မင်္ဂလာပါဒီတော့ချစ်သူမိတ်ဆွေတို့ရေဒီနေ့ရှင်တို့ကိုလေကျွန်တော်အန်ဟောစရာပြောပြအောင်မယ်နော်ကဲဒီတပည့်ပန်းတွေနှစ်အိတ်ကြီးရလာတယ်ကျွန်တော်တပည့်ပန်းတွေနှစ်အိတ်ကြီးတောင်မှနှစ်အိတ်ကြီးတောင်ရလာတာအဲ့ဒါရှင်တို့ဘလောက်လဲလို့ခံမှန်းကြည့်လိုက်ကျွန်တော်တောင်မှလေတအားတွေကိုအန်ဟောသွားတာကျွန်တော်ဒီနေ့ပေါ်ညာကျွန်တော်တော်တွေကသူ့ခေါ်တာမနဲ့စာစားဖို့ဆိုသူ့ခေါ်တော့ကျွန်တော်လည်းအားနာနာနဲ့လိုက်သွားတာစိတ်ပါပါနဲ့ပေါ့နှခါမခေါ်အောင်လိုက်သွားတာစိတ်ကတော့ဒီပန်းတွေမမီမှာစိုးနေတာပေါ့ပန်းတယ်တွေက9နာရီဆိုရင်မရတော့ကျွန်တော်တို့တောင်းလို့မှာအဲ့ဒါပန်းတယ်တွေမမီမှာစိုးနေတော့ဒီ9နာရီလည်းကြော်သွားတော့ဒီမှာပန်းပုံကြီးနဲ့ဗျာချစ်ညီမလေးကပန်းတယ်ညီမလေးကဖြစ်နေတယ်မတ်တီကြီးတဲ့ဝဲသွားတဲ့မှာတဲ့ကျွန်တော်လေဒီနေ့ဈေးရတယ်သူကလည်းပါတယ်တက်စီတိုးနေကြတာလားမသိဘူးပေါ့ဗျာဝဲသွားတဲ့မှာတဲ့အမရေကျွန်တော်လည်းတီးပြီးမရောင်းကျင်တော့ဘူးတဲ့ဆိုတော့ကျွန်တော်လည်းဘလောက်လဲလို့မေးတာပေါ့နော်ဘလောက်လဲလို့ညီမလေးလို့ကျွန်တော်စိတ်ထဲမှာငါအတုံးဆွဲတွေလျှော့တော့မယ်လို့တွေးထားတာပေါ့ဗျာစိတ်ကလည်းဝယ်ချင်းတာမနေနိုင်ဘူးဒီမှာစပယ်ပန်းအကြီးကြီးဗမာနေစီဗမာစပယ်နော်အကြီးကြီးတိလားဘိတ်လည်းမဟုတ်ဘူးတိလားအဲ့ဒါနဲ့ဘလောက်လဲလို့ပြောလို့ညီပြောလို့သူလည်းတော့နဲ့မပြောတော့လည်းဘလောက်လဲပြောလို့အကုန်လုံးဝယ်မယ်လို့ဆို9000နဲ့ဖြစ်ပါဗျာအဲ့နဲ့ဟမ်မီကတော့စိတ်လွတ်သွားလားစိတ်လွတ်သွားလားတဲ့ပန်းမတိချင်တာနဲ့စိတ်လွတ်သွားလား9000လို့ပြတာကြည်စမ်းပါအောင်ဒါကျွန်တော်တို့ပေါ့နော်အနံ့လေးမွေးတယ်ဖွေးနေတာပေါ့နော်သူကဒီပန်းရဲ့အလှစပယ်ရဲ့အလှကိုအပြေဝရစီတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကနေပြီးပျော်ပြီးဝယ်လိုက်တာသူ့ကိုပြောခိုင်းတာပါညီမလေးပျော်ဘလောက်တော့ကျွန်တော်ကတော့စိတ်ထဲမှာထင်ထား3000 4000လောက်ပေါ့နော်3000 4000ဆိုတာရှိရပဲပန်းဖျားပန်းနေရလေအဲ့လိုမျိုးကျွန်တော်ဆိုလို့ရှိရင်ဟိုတစ်ခါဒီလိုမျိုးတပန်းစာဝယ်တာလေ3000ကျော်ဘူးကြာနော်သမီးဟုတ်တယ်3000ခွဲအဲ့ဒါငါတို့နည်းနည်းရှော့မှဖြစ်မယ်လို့ခုအားလို့စီစည်းတွေတက်နေရလို့ဘာညာဆိုစိတ်ကလည်းရှေ့ရှော့ခြင်းပေးမယ်ဒီမှာကျွန်တော်အတွက်စမေးတာဒါတော့1000လို့ပဲရတယ်ဒါစပယ်ပန်းဒါ1000လို့ဒါ1000လို့ဒါ9000လို့တယ်ဗျာအဲ့ဒါကြောင့်ကျွန်တော်အန်အော်တာနော်ကဲပန်းချစ်သူတွေအတွက်မျှဝေတာပြီးတာပြောဦးမယ်ဒီဇဝါပန်းကနေကျွန်တော်စောင့်နေတာဈေးထဲမှာဘူးမှဝယ်မဲ့မရှိဘူးမျိုးမျောနေရတယ်ကျွန်တော်လည်း9မိုင်ကျော်မှရောက်သွားတာပုံပွဲတော့မှရောက်သွားတာပေါ့ဗျာငါတို့ပန်းတွေတော့မရတော့ထင်တယ်လို့ငါလည်းကျွန်တော်ဘုံတွေပဲဝင်မစားဘူးညာတော့အပြင်ဒါကနေတန်းသွားတာပန်းတွေမရမှာဆိုလို့အမြဲကျွန်တော်တော်တွေကခေါ်တာနဲ့ကျွန်တော်လည်းပါသွားတာပေါ့ဗျာဒီမဲ့စောင့်နေတာသူကလေအန်ဟောတယ်ကြီးတယ်အမြဲတမ်းဒီလောက်ကြည့်ဖို့လေနေတိုင်းထူတာလေနောက်ဘက်ကြိုင်ပါဖြစ်မှာလေနောက်ဘက်ကြိုင်ရင်လည်းရုပ်လေးလေးလာအောင်ပါတထေးကြီးလေးဖြစ်မှာပန်းတွေဝယ်ကြိုက်တယ်ပြောတာကျွန်တော်လည်းအဲ့လိုပဲကျွန်တော်ပန်းတွေဝယ်နေကျွန်တော်အများကြီးဘယ်လောက်တာလဲကျွန်တော်မြင်ပန်းလေဒီစီတဝါလေသူ့ရဲ့တောင်းကိုအပြည့်ဝယူတာစီတဝါလေသူကတောင်းဝင်ခြေတဲ့အပြင်ကိုဟိုဘက်ကိုလုံနေတယ်သိလားသူကလေဒီလိုမျိုးလမ်းနေတဲ့အချိန်မှာလည်းမကသူကလေဒီလိုမျိုးပွင့်ပြီးလမ်းနေတဲ့အချိန်တွေမကဘူးပေါ့နော်အဲ့နွမ်းပြီးတော့ညှို့ချောက်သွားတဲ့ဒီသူ့ရဲ့ရနံလေးကတင်းနေတာဒါမျိုးတအိုးထိုးထားတယ်ဆိုလို့ရှိရင်ကျွန်တော်ကမျက်နှာချင်းတိုင်းမှာအိတ်ခမ်းရှိတာကိုမွေးနာပဲတိလာဒီဖျားလန်းဘက်ကိုကျွန်တော်မျက်နှာလေးမူပြီးအိတ်လိုက်တာကျွန်တော်အိတ်တဲ့အချိန်လေးမှာလေအဲ့ပန်းအစ်စ်ရဲ့ရနံလေးကကျွန်တော်ရဲ့အိတ်ရလေးထဲမှာရောက်နေပြီးတော့လေးဖျားလာလေးရုပ်အိတ်လိုက်ရရင်ကျွန်တော်ဘဝမှာအားလုံးကလေဟိုပေါ့နော်စိတ်အားငယ်တဲ့စိတ်တွေဘယ်ကိုရောက်သွားမှမသိဘူးအဲ့လိုလေးနဲ့ဘဝမှာရှင်းတန်းရတာပေါ့ဗျာကဲကောင်းမှုကုသိုလ်တွေတက်တူရကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဆန္ဒပြုလိုက်ပါတယ်ရှင်